low M55 ကနေကြိုလိုပါတယ်ဒီနေ့ပေါ့နော်ဒီနေ့ New Year ညလေးကိုကျွန်တော်အခုဒီတောင်ကောက်မှာ Central Wall ကိုရောက်ဖြစ်တယ်ဒီနေ့ Central Wall မှာသူတို့ဒီ Thai local band ရော foreign band တွေရောပါမယ်ထင်တယ်သူတို့ show ကြီးလုပ်တယ်လမ်းတစ်လမ်းလုံးပိတ်ပြီးတော့ဆိုလူတွေလည်းတော်တော်များတာအရမ်းများပေါ့တော့သွားတာဆိုတော့အဲ့တော့ဟိုအဲ့နေရာလေးရောက်နေတယ်ရောက်နေတဲ့အတွက်ကိုဒါလေးကိုဒီနားမှာရှောက်သွားပြီးလိုက်ပြပါမယ်နော်တော့ဒါပေမဲ့ဒီမှာလူရန်တိုးရတယ်သိတယ်လူရန်တိုးကတော့အကုန်လုံးတော့မရိုက်တော့ဘူးကိုရောက်တဲ့နေရာလေးနဲ့လှတဲ့နေရာလေးတော့ပဲယူတော့ပေါ့နော်ဟိုလူရန်များတယ်ရှိုးကဝင်ကြည့်လို့မရအောင်ရှိုးကကျွန်တော်ထင်တယ်ဝင်ကြီးနဲ့တူတယ်သိလားဝင်ကြီးနဲ့တူတယ်ဒါပေမဲ့သူက public တွေဘေးကကြီးလို့ရအောင်ဘေးရှောက်လန်းနေသွားမဲ့ဟာတွေဘေးမှာထိုင်တဲ့လူတွေလည်းရှိရပါတော့အဲဝင်ပြီးတော့ဒီမှာဟိုသူရှိုးတွေသူလုပ်တယ်ကျွန်တော်အခုဒီဟာလေးကိုရှောက်ကြည့်ပြီးသွားရင်နောက်ထပ်ဘာတနေရာပေါ့နော်ကိုစီယံဟိုဟာ fire မြင်ရမယ့်ဆိုင်လေးဆိုင်ပေါ့နော်ကျွန်တော်တကယ်ချင်းကိုဘိုဒေးလည်းထိုင်တယ်ဆိုတော့ကိုဒေးလည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့နေရာလေးကိုရွေးပြီးသွားမယ်ပေါ့နော်အဲ့နေရာလေးသွားမယ်အဲ့နေရာလေးရောက်ရင်အဲ့ဆိုင်လေးကလည်းမိုက်တယ်3တက်4တက်ဆိုတော့ vibe လေး3လေးမျိုးနဲ့ဆိုတော့အဲ့ဆိုင်လေးကိုလည်းနည်းနည်းပြပါတော့အခုတော့ဒီ Central Warner ပတ်ချလဲလေးဘယ်လိုစီလဲဘယ်လိုရှိလဲဆိုတာလေးပတ်လျှောက်ကြည့်မယ်ပြီးမှ AC ကိုတောင်းပါနော် Okay ဆက်လိုက်ကြည့်ကြပါဦး AC New Year ညလေးကိုကျွန်တော်ဘယ်လိုဖြတ်တန်းလဲပေါ့နော် vibe လေးတစ်မျိုးရအောင်လို့ကိုသွားတဲ့နေရာလေးတွေကိုတငယ်ချင်းတွေမြင်အောင်လို့လိုက်ရိုက်ချင်ပြပါတယ်ချိန်တိုင်းဆက်ကြည့်ကြပါဦးSo okay အခုတွေ့ရတာတွေ့တဲ့အတိုင်းအရန်တိုးရတော့နော်ဆောင်းလူများတယ်တိုးရတယ်ကိုရောက်ကိုရောက်တဲ့နေရာတော့ရှိတယ်နော်ကိုရောက်တဲ့နေရာတော့စီကျန်တဲ့နေရာတွေကလည်းသွားတယ်သူအများကြီးစီကြပါအခုဒီနေရာတော့တိုးရပါလူလည်းအများကြီးပဲငယ်ချင်းတယောက်နဲ့တော့တွေ့ခဲ့ပါတော့ရှာပါလူအဲ့လောက်အများကြီးကြားထဲမှာလာတွေ့ရတာထူးဆန်းအေးပါလေနားမရှိမောရဲဝင်ကြပါနော်မောတော့ပိတ်သွားတယ်အဲ့ပါဆိုပိတ်နေပြီပေါ့နော်ခုနဆိုင်လေးချစ်ဖို့ကောထဲမှာတော်တော်မိုက်တယ် Christmas vibe လေးဟာဟာလေတော်တိုးရပါတယ်တော်ဦးစီးတာသူကတိုးကြိတ်တာဘာလေးဝှစ်ချပြီးတော့တတရာလေးပျော်ခြင်းတဲ့လူတွေတော့လာပါနဲ့လာမယ်ဆိုလည်းနေရာကောင်းတာလေးကြိုယူပြီးတော့လာပါအဲ့ဒါပို့စင်ပြမယ်လို့ထင်ပါတယ်နောက်နေ့တွေပေါ့နော်နောက်ခောက်ပွဲတွေဆိုလို့ဆိုင်ကနေလည်းရောက်ပါပြီကဲဒီကနေကျွန်တော်ဟိုဘာလေးပဲသွားပါမယ်နောက်ဘာလေးတခုမှပြန်နေတွေ့ဆုံပါမယ်โอเคကျွန်တော်ဒီဆိုင်ရောက်ပြီပေါ့နော်ဒီဆိုင်ကအခုဒီမှာicon စီရန်ဒီတရားကြော်ပြီးမှရောက်တဲ့နေရာပေါ့နော်
လေကတော့ကျွန်တော်လည်းအတိအကျတော့မသိဘူး Google မှတ်တော့လာကြတာဆိုတော့ icon စီကနာတော့သိတယ်သူကအဲ့လိုထိုင်းနာမည်လေးနဲ့ဗျာ Golden Dragon ဆိုတဲ့ဆိုင်အောက်မှာပေါ့နော်အောက်မှာသူက Golden Dragon Seafood hot pot တွေပဲကောင်းကောင်းစားပြရတော့သူကဒီအပေါ်မှာမှ90ဘားပေါ့နော်ဘယ်လို90ဘားကျွန်တော်ပြအောင်ပေါ်မှာမှကျွန်တော်ပေါ့နော်90ဘားဆိုတော့ကျွန်တော်ကလည်းထူးထူးစရာလေးပေါ့နော်ကျွန်တော်လည်း90ဘောင်းဆိုတော့90ဘားဆိုတာတွေကစပြီးစိတ်ဝင်စားပါတယ်ဒါပေမဲ့လာကြည့်တော့လဲသူကဒီ3တက်ရှိရပေါ့နော်3တက်ရှိတယ်ဒါပါဝိုင်း4တက်ဖြစ်တော့ပေါ့နော်ဒီထက်ဒီမှာတော့ရိုး family တွေအတွက်ဒီhot pot တွေပဲစားခြင်းတဲ့ဟိုအတွက်အောက်ထက်ပြီးရင်အပေါ်ဘားတစ်ထက်ရှိရယ်နောက်ပြီးတနက်ပစ်လို့ရတယ်မီလီယာထိုးလို့ရပါတော့အဲ့အတွက်လည်းတစ်ထပ်ထားပြီးတာအကျယ်ကြီးပဲပြီးမှဒါပါပေါ့နော်ဒါပါလူတော့မှာကြတော့အဲ့တော့ icon စီရဲ့အပြည့်ကြီးမဟုတ်ပေမဲ့လည်း icon စီဟာလေးမြင်ရတယ်ဗျာမစိုးဘူးပြောလို့ရမြန်မာဘာလည်းပြတော့အရန်တော့လည်းဈေးမကြည့်ဘူးဆိုတော့ဒီအပေါ်တဲ့လေးကိုပြီးလိုက်ပြမယ်သူတနက်ပြည့်တဲ့အခန်းလေးပါလေဆိုတော့နည်းလိုက်ပြမယ်နော်ပတ်ပြီးတော့ကြည့်မိုက်တယ်ဒီပါလေး okay see Hello ဒါတော့လာတနက်ပြည့်တဲ့နေရာပေါ့နော်ကျွန်တော်ထင်တယ်ဟိုစာရွက်ကမကတ်ထားတော့စာရွက်ရှိဘူးနော်ဟိုမှာဂန်းလေးရှိပေါ့နော်ဟိုမှာဂန်းလေးရှိဗျာဒီပါညာအပြည့်စုပ်နဲ့ဟိုမှာပြည့်တော့ကျုံလို့ရပါဘောနော်ရပူးလဲမိုက်တယ်နော်အဲ့ပူးလဲမိုက်တယ်နော်တဲမှာဆိုတော့အဲ့လိုဟို3ကုန်လားမသိတွေ့ပါနော်3ကုန်လားဒါအလေတန်းမှာသူတို့ဒီဟိုစနူကာနဲ့ဂန်းဟိုလောက်ထားပြီးတော့အပေါ်တက်ကြတော့ပေါ်တက်ကြတော့ကျွန်တော်ခုနရူတော့ပေါ့နော်ရူတော့ညကြမှာ fire ဟိုဖောက်တော့မှတက်ကြည့်လို့ပေါ့နော်sorry မရဘူးလေရပြီတော့ sorry ရ TikTok တခုထွက်လာပြီပေါ်တက်မယ်နော်ပေါ်မှာဟိုလေးဘယ်လိုမြင်ရမလဲဘာလဲညာလဲရှောက်ကြည့်တော့
ကျွန်တော် M5 လေး5ပြည့်ကျွန်တော် family တွေမိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်မကျွန်တော်ချစ်လိုက်ပြီးအားလုံးနှစ်တစ်ကနေစပြီးအမြဲတမ်းပျော်ရွှင်နိုင်ပါလေဗျာနှစ်တစ်မှာနေ့ရက်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေအားလုံး Happy New Year ကျေးဇူးပြုပြီးတော့ကိုယ်စားလဲရကြားချင်ပါတယ်ဘယ်တော့မှမစိုးကြိုက်ရင်တော့ဒီမှာပဲကြိုက်တော့လဲဆင်းမှာပဲအပန်းမူရတော့ငါယုံနေဟေးပရာတ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 ာလောအဘူဟမ်ဆောင်ယေဘူဟေးOkay. 2, 3. Happy New Year! Happy New Year! Cheers! Cheers, cheers. ကိုတင်းလေးပါဘာကဘုန်းနေမလား Putih. ဦးဒီ Korka lebih. ခေါ်ခါ Korka lebih. Korka lebih. Okay. အမငါလေးပါ Namaste, Sopilai. မိုင်းကိုတင်းလေးပါပါ တာလီဇာပါ ကိုတင်းလေးရှိတဲ့ဘာလေးပါဒါမြင်လဲလာလို့ရပါတယ်90ဘာလို့ခေါ်ပါတယ် ဟုတ်တယ် ကျွန်တော်90မှာမွေးတော့90ဘာကျွန်တော်အမှတ်တရ Icon Sienna လေး Icon Sienna လေးပါ ဆိုင်ကယ်ဆို10မိနစ်လမ်းလျှောက်ရင်3မိနစ်အေးရ အခုအိမ်နဲ့လေသူတို့အိမ်နဲ့ကြောက်ဘယ်လိုရပါ Icon Sienna ပြောတာ ဟောရ Icon Sienna ဆိုလမ်းလျှောက်ရင်3မိနစ်ပဲရှိတယ် โอเคပါအဲ့လိုစီးပါလာခဲ့လို့ရပါတယ်ကိုတင်းလေးလည်းရှိတယ်ဟိုဘက်ကကိုကိုဘူတီလည်းရှိတယ်အစီအောက်ပါကဲလို့ရပါတယ်စီးဦးတတာ Happy New Year ပါ Happy New တာလီ Year. ဇာပါတာလီဇာပါ လာပါကဲဒီနေ့အတွက်တော့ဒီလောက်ပဲပေါ့နော်ဟိုကဒီကုန်းကျုပ်လေးပေါ့နော်ဒီကုန်းကျုပ်လေးကအခုကဒါကျွန်တော်အိမ်နာကန်သားလေးပေါ့ကျွန်တော်အရင်တော့ကြာSo okay အဲ့တော့ဒီနေ့ဘန်ကောက်ရဲ့ New Year ညပေါ့နော် New Year ညဘန်ကောက်တော့ကျေကြီးပဲဆိုတော့ New Year ညကတော့အများကြီးပဲနေရာအများကြီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော် vibe ငါးလေး vibe အနေနဲ့ကျွန်တော်သွားတဲ့နေရာလေးတွေပေါ့နော် Central World ရောက်ခဲ့တယ်နောက်ပြီးတော့အခုဒီ1990ဘာပေါ့နော်1990ဘာတော့ရှီလေကြိုက်တယ်ဗျာရှယ်ကိုဝင်းနေမို့လို့လားတော့မသိဘူးအဲ့ဘာတွေအရင်သဘောကြားတယ်မိုက်တယ်ဆိုတော့စတူကာလည်း AC ထူရတယ်ပုံမှန်လည်း AC တစ်ထိုင်လည်းတနက်လည်းပြည့်လို့ရတယ်ဟာမိုက်တယ်နော်ဆိုတော့ဒီနေ့တော့ကျင်းနေလိမ့်မယ်လို့ထင်ပါတယ်တဲ့ကျွန်တော်လူတွေတိုးပြီးတော့ကျွန်တော် all လေးတော့ပတ်ခဲ့တယ်ပေါ့နော်အမတ်တရားပါအဲ့ပါငယ်တကယ်ချင်းတယောက်နဲ့လည်းစုံတယ်ပေါ့နော်အမျိုးဆိုလည်းဟုတ်တယ်တယောက်တော်တော်လူတွေတောင်းနဲ့ကြည်ပြီးတော့ရှိတောင်းနဲ့ကြည်ရှိတော့တယ်တောင်းနဲ့ကြည်ရှိရကြားတယ်ပေါ့နော်တို့စုံတာတော့ surprise ပေါ့ okay ကဲအားလုံးပဲ
New Year Happy New Year ပါ2026အဲ့တော့ကျွန်တော်အငါလေး bike ကိုဒီချိန်လေးလိုက်ကြည့်တယ်စိတ်ဝင်စားလိုက်ကြည့်ပြီးတယ်ဆိုလို့ရှိရင်အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ကစပြီးတစ်နှစ်လုံးနေ့ရက်တိုင်းအချိန်တိုင်းမိနစ်တိုင်းမှာပျော်ရွှင်နိုင်ပါသေးလို့ပဲကျွန်တော်ဆုတောင်းပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကိုလည်းတက်နိုင်လို့ပျော်နေတဲ့လူဆိုတော့အားလုံးပျော်စီချင်တာတခုပဲတည်ရနော်အဲ့တော့ဟိုပြောကြပါသေးအဲ့တော့နှစ်တင်မှာရောဒီဖြတ်တန်းရတဲ့အခက်အခဲတွေအခြေအနေတွေအားလုံးမှာရောစင်ပြေချုံးမှုကြပါစေနော်အငါလေးရတယ်ဆုတောင်းပေးပါတယ်အားလုံးပဲ Happy New Year ပါအငါလေး vibe ကိုတော့ကြရဆိုလို့ရှိရင် subscribe လေးနဲ့အားပေးကြရပါတယ်နောက်ထပ်လည်းဘယ်လိုနေရာလေးတွေဆက်သွားပြီးတော့ဘယ်လိုနေ့လေးတွေမှာဘယ်လိုသွားပြီးတော့မရီရောင်းလဲဆိုတာတွေတော့စောင့်ကြည့်ပေးကြပါဦးလို့စိတ်ဝင်စားရဆိုတော့နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အငါလေး vibe blog လေးဒီမှာပဲတင်လိုက်ပါမယ်အားလုံးပဲ see you soon